boss ကျမဒီနေ့လေသတင်းချုပ်ကိုလေခွင့်လေး10လောက်ယူချင်လို့ရမလား boss ရတော့ရပါတယ်ဒါပေမဲ့ ဒါမရဘူးပေါ့ဒါပေမဲ့ဆိုတာဘာလဲဒါပေမဲ့ဆိုတာဘာလဲမရရင်မရဘူးတခါလေးပြောလိုက်လေမရဘူးလို့နှစ်တိုင်းအိုက်တိုင်းရဲ့ကွာသတင်းချုပ်ကြရင်လည်းမပေးဘူးသတင်းချုပ်ကြရင်လည်းဖျားမိပန်းကုန်းတွေရောင်းရတယ်ဟုတ်တဲ့ဒီဟွာနဲ့တော့တဲ့မနေ့ပိုင်းတစ်ပိုင်းနိုင်နေ့လယ်ပိုင်းမနာနဲ့တဲ့နေ့လယ်ပိုင်းနိုင်ရင်လည်းမနေ့ပိုင်းမနာနဲ့တဲ့သတင်းချုပ်ကြရင်လည်းဘလူးတူပေါက်တွေတအားရောင်းရတာတဲ့ဘိုးတော်မားတဲ့ပစ္စည်းတွေပြည့်ရင်လည်းသွားယူရတယ်တဲ့မနေ့ပိုင်းတစ်ပိုင်းနားတဲ့လူကလည်းနေ့လယ်ပိုင်းမနာနဲ့တဲ့အမြဲတမ်းဒါပဲပြောမှလေညမရအောင်ပြောလိုက်ပါလားဒါပေမဲ့ဒီပိုင်းဘာပွင့်ချင်နေရလဲမြဲလားအဲ့တိုင်းပဲပြီးလာရင်းနဲ့ပြောမှာလာပြင်းနေလဲဆိုင်မှာဖျားရှိတာပဲတဲ့ဆိုင်ရဖျားကြောလိုက်ပါလားတဲ့ဘာဖုန်းကြောင်းပါသွားမှလဲတဲ့ဒါပဲပြောမှလေဒါကိုမရရင်မရအောင်ပြောပေါ့လာပြင်းနေကြပြန်တော့လေလာပြင်းနေမှာတဲ့တချို့တော်သူတွေဟာတဲ့စီးတို့ထမင်းပေါင်းလေးတွေတဲ့အသက်ကြီးရလူတွေဟိုထွေးပေါင်းလေးတွေတဲ့ကြောကျင်တာတွေအဲရကူတာလေးတွေနဲ့ကြောကျင်တဲ့လူတွေရှိရဲတဲ့ဆိုင်ဖွင့်မှာပေါ့တဲ့မဖွင့်ဘလို့ကြောင်းမှာလဲအလဲကြစီနာတဲ့မသွားနေတဲ့ဒါပြင်းနေလေတဲ့အမြဲအဲ့တိုင်းပဲဒီပြောမိတယ်မမဖဲနဲ့ပြောမိတယ်ဒီကောင်မကြီးကအမှား